စီကတော့ခေငါဒီလိုမျိုးပြောင်းလဲပြီးတော့နေမယ်ဆိုလို့ရှိရင်ငါ boyfriend လက်မခံခဲ့ဘူးဆိုလို့ရှိရင် okay ငါတို့ break up လုပ်မှာပေါ့အဲ့လောက်ထိကိုကိုပဲရွေးချယ်လိုက်တာပေါ့နော်ဆိုတော့လူဆိုလည်းအကိုရအမှန်တိုင်းပြောလို့ရှိရင်ကိုအချက်ဆုံးတော့ဖြစ်ရမယ် selfish ဖြစ်ရမှာမျိုးတော့မဟုတ်ဘူး self love ဖြစ်ရမယ်ပေါ့နော်ကိုတောင်မှဆွေမျိုးတွေမောင်နှမသားချင်းတွေကြားလို့ရှင်တာမလားတငယ်ချင်းတွေကပြောမလားမလုပ်ပါနဲ့လို့ပြောမလားဘာလားပေါ့နော်အဲ့လိုထင်မိမဲ့လေတကယ်လက်တွေ့မှာကိုပြောင်းတဲ့အချိန်ကျတော့သူတို့ကအဲ့လိုညင်းပယ်တာမျိုးကိုဒါကိုတားဆီးရမျိုးဝေဖန်ခဲ့ရမျိုးလုံးဝမလုပ်ဘူးတကယ်တော့ဒါလေကိုဘာသာကိုစဉ်းစားလို့ရှိရင်this is me ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုကငယ်လေးကတကယ်တော့ဒါဖြစ်ချင်ခဲ့တာမိန်းကလေးဖြစ်ချင်ခဲ့တာ transformation ဖြစ်ချင်တာမဟုတ်ဘူး main ကလေးဖြစ်ချင်ခဲ့ဆိုတော့ငါသား main ကလေးတယောက်ဖြစ်ခဲ့လို့ရှိရင်ဘယ်လိုမျိုးစိတ်မျိုးလေးဘယ်လိုမျိုးpersonality မျိုးလေးရှိရမယ်ပေါ့နော်စိတ်ပိုင်းရောရုပ်ပိုင်းရောဆိုတော့လေဒါပေမဲ့တကယ်ပြောင်းလဲလိုက်တဲ့အချိန်မှာကိုယ့်ရဲ့လှုပ်ရှားပြောဆိုမှုအားလုံးကတကယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့ podcast အစီအစဉ်လေးမှာဒီတစ်ခါကတော့ပေါ့နော်ဆိုတော့အထူးဖြင့်ကျွန်တော်တို့ဒီ podcast လေးလွှင့်နေတဲ့အချိန်ကာလလေးကကြတော့ဂျွန်လတွေမှာဖြစ်သွားတယ်ဂျွန်လဆိုတာနိုင်ငံတကာမှာဆိုလို့ရှိရင် Pride Month တွေဖြစ်ပါတယ် Pride Month ဆိုတာအတွက်ပေါ့နော်သူက LGBT ဒီကိုသူက compute ထားတဲ့လလေးလေးဖြစ်တဲ့အတွက်ကျွန်တော်ထူးခြားခြားလေးကျွန်တော်ရဲ့အစီအစဉ်လေးမှာ podcast လေးမှာပေါ့နော်ဖိတ်ခေါ်ထားတာကျွန်တော်ရဲ့ချစ်လို့ဆိုတော့ညီမလေး KZ ပဲဖြစ်ပါတယ် KZ နဲ့ကျွန်တော်တို့ကကြတော့ဟိုးရင်ကလေးကအလုပ်အတူအများကြီး corporate life မှာလုပ်ခဲ့တာတွေရှိခဲ့တယ်เนาะဆိုတော့ရှိခဲ့ရနေမှာအခုအဲ့တုန်းကကြတော့ကျွန်တော်တို့တွေ့ရတာသူ့ယောက်ျားလေးပုံစံအခုကတော့လုံးဝ totally change မိန်းကလေးကြောက်ရဲ့အလှပမျိုးနဲ့တွေ့ရတာပေါ့ဆိုတော့ဘာကြောင့်အဲ့လိုဖြစ်သွားတယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ podcast လေးကနေသူနဲ့တည်းစကားပြောချင်တာပဲဖြစ်ပါတယ် KZ မင်္ဂလာပါဟုတ်မင်္ဂလာပါကိုနဲ့လည်းဒါအပြစ်မှမဆုံးတာတော့ကြာပြီကြာမှာဒီလိုပြောင်းလဲပြီးနောက်ပိုင်းတော့ KZ တောင်ပြောင်းလဲဖြစ်တာ4နှစ်လောက်ရှိပြီဒါကိုပထမအဆုံးကိုလည်းတွေ့ရနော်တွေ့ရဟုတ်တယ်အဲ့ဆိုတော့ဒီ4နှစ်မှာကွက်တိဖြစ်သွားတာပေါ့ကိုတို့က4နှစ်မှာဒီနိုင်ငံသားတွေပါပြောင်းတာတွေပါနေဆိုတော့အခုဆိုလည်း KZ နဲ့ပြန်တွေ့ရနေမှာလည်းကို podcast လေးမှာပါတာဆိုအမှတ်တရပေါ့တကယ်အမှတ်တရလေးပါနော်အလုံးမလုပ်တာလေအတူမလုပ်တာလေတော်တော်ကြာပြီနော်ဟုတ်တယ် KZ အဲ့တော့အခုသိချင်တာပေါ့နော် KZ ရဲ့မေးချင်တာတွေအကြောင်းအရာတွေတော့အများကြီးဒါပေမဲ့မေးခင်မှာ KZ နဲ့ပတ်သက်တဲ့အကြောင်းက KZ ကိုယ်တိုင်ဘယ်လိုပုံဖော်ပေးမလဲပေါ့နော်ဆိုတော့အဲ့ဒါ podcastနားထောင်ရလို့KZ ဘယ်သူလဲဆိုတော့မိတ်ဆက်ပေးရမှာပေါ့နော်ကျမနာမည်အပြည့်စုံက KZ Lucas ဖြစ်ပါတယ်ကျမကတော့ entrepreneur ပေါ့နော်ကျမစီးပွားရေးကိုမြန်မာပြည်မှာလုပ်တယ်အရင်ကိုတီဟောင်းနဲ့တူလုပ်ခဲ့တဲ့လုပ်ငန်းပဲပေါ့နော်ဒီကြော်ညာ billboard တွေပေါ့ signboard တွေကိုမြန်မာတနိုင်ငံလုံးရန်ကုန်မန္တလေးနဲ့တနိုင်ငံလုံးငှားရမ်းတဲ့လုပ်ငန်းတွေလုပ်တယ်လက်ရှိလည်းဆက်ပြီးလုပ်နေအောင်ပေါ့နော်ဒါပေမဲ့ကျမအခုတော့ဘန်ကောက်မှာ base ယူပြီးတော့အခြားသော business နဲ့ကျမ boyfriend နဲ့ကျမနဲ့ cover vlog လေးတွေပေါ့ KZ and Philip ဆိုပြီးတော့အခုစပြီးတော့ပထမအဆုံး vlog လေးစပြီးတော့အခု publish လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ပြီးတော့အခြားသော another business ပေါ့ဘာလုပ်လို့ရမလဲပေါ့ဒါပေမဲ့အခုချိန်ကနေစပြီးနောက်ပိုင်းတော့ကျမဒီ Bangkok base ဖြစ်ပြီးတော့ Bangkok မှာပဲဆက်ပြီးအနေဖြစ်ဖို့များမယ်ပြီးတော့လို့ရှိရင် online ကနေကြတော့ကျမကပေါ့relationship coach ပေါ့ relationship coach တယောက်အနေနဲ့တိုင်ပင်ဆွေးနွေးမှုတွေကိုအခကြေးငွေယူပြီးတော့လုပ်ပေးဖြစ်တယ်ပြီးတော့ကျမရဲ့ဒီ relationship coach KZ ဆိုတဲ့ page ကနေလည်းဗီဒီယိုတွေပေါ့ဗီဒီယိုလေးတွေကိုဒါဘယ်လို couple ရဲ့အတွက်ကောပြီးတော့နောက်အခြားသောအမျိုးသမီးငယ်လေးတွေအတွက်ကောဒီပေါ့စိတ်ခွန်အားပေးတဲ့အကြောင်းအရာလေးပြောပေးတဲ့ဗီဒီယိုလေးတွေတင်ပြတယ်စာလေးစာရေးရလဲဝါသနာပါအောင်ကွယ်စာလဲရေးဖြစ်တယ် KZ ရဲ့ personal account ဒီ KZ Lucas ဆိုရဲ့ personal account မှာတောင်မှပုံလေးတွေနဲ့အဲ့လိုစာလေးရေးရဝါသနာပါတော့လေဆိုတော့အဲ့လိုမျိုး online မှာလည်းအဲ့လိုမျိုးရှိနေပါတယ်အခုလိုမျိုးပေါ့နော်လူရဲ့ဒီ appearance ကိုလုံးဝပြောင်းလိုက်တယ် totally change လုပ်ဖို့အတွက်ကိုဘယ်လိုတွန်းအားတွေရလို့များလုံးဝပြောင်းဖြစ်သွားတယ်ဘာလို့လဲဆိုတော့စပြီးတော့ကိုတို့တီးတဲ့အချိန်မှာKZ ကတကယ်ဟိုဒီအမျိုးသားဆိုလဲအမျိုးသား male model တယောက်လိုမျိုးပုံစံဖြစ်နေတယ်ပေါ့ပြီးတော့ဘာလို့လဲဆိုတော့ you have lots of muscle လေးဒါပေမဲ့ muscle လေးအများကြီးများတယ်ဆိုတော့အဲ့လိုမျိုးချိန်ကနေမှလုံးဝ totally အခုပြန်တွေ့ချိန်မှာ main လေးပုံစံပြောင်းသွားတယ်ဆိုတော့ဘယ်လိုတွန်းအားတွေက KZ ကိုဒီလိုပြောင်းဖို့အတွက်ဖြစ်သွားစေလဲဟုတ်ကဲ့ဟုတ်ဘယ်လိုစရလဲဆိုတော့လေ KZ ကငငယ်ကလေးကအကိုနဲ့တွေ့တဲ့အချိန်ကလေးက psychology ကိုအဲ့လိုအရန်ဝါသနာပါတယ်လူတွေဘယ်လိုတွေးသလဲသူတို့ရဲ့ thinking များဘယ်လိုရှိလဲလူတွေရဲ့ဒီ
mind ကြီးရပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာဘယ်လိုအလုပ်လုပ်တယ်လဲပေါ့ psychology ကိုလေ့လာခဲ့ကြပြီဆိုတော့ covid ဖြစ်တဲ့အချိန်မှာလည်းအမျိုးသားပုံစံပဲရှိသေးတယ်ဆိုတော့ covid ကာလအတွင်းမှာလူရ panic ဖြစ်ကြတယ်ကိုရဲ့အဲ့လိုမျိုးဆိုတော့ okay ငါရဲ့ဒီစိတ်ပိုင်းဆိုင်ရာငါလေ့လာထားတဲ့ psychology ပညာရပ်နဲ့ပေါ့နော် online course ပေါ့ free course ကိုငါလုပ်ပေးလို့ရှိရင်အကျိုးရှိမယ်ပေါ့အဲ့ချိန်တော့လေ batch 1 2 3ဆိုပြီး free course ကိုစပြီးလုပ်ပေးဖြစ်ခဲ့တာဆိုတော့2019ခရဲရလဲအဲ့ချိန်တော့နာမည်က Carlos Job ပေါ့နော်ဒီလုပ်ငန်းထဲကနာမည်က Carlos Job ဆို Carlos Job page ကနေ motivational နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောတယ်ဘဝခံချက်နဲ့ပတ်သက်တဲ့ mindset အပိုင်းတွေစသဖြင့်ပေါ့နော်အဲ့လေးကိုအခုလိုပဲရေးတယ်ပြောတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာ covid ဖြစ်သွားတဲ့အချိန်ကျတော့ okay ငါအကျိုးရှိတာလေးဆက်လုပ်ချင်တယ်ဆိုပြီးတော့ကိုယ်အဲ့ချိန်တော့ free course ကို batch 1 2 3ဆိုပြီး online course လုပ်ပြီးဖြစ်တော့ batch 3ခုပေါင်းကျောင်းသား2200ကျော်လောက်ရှိတယ်ကျောင်းသားတော်များပေါ့နော်အမှလူတွေအကျိုးကိုပြုလိုက်နိုင်တယ်ပေါ့နော်နောက်ပိုင်း2021နောက်ပိုင်းလဲလျှောက်လဲရောက်တော့အဲ့လိုပဲဟိုရန်ကုန်မှာ business တွေအငြိမ်သွားတဲ့အချိန်ပါညာဆိုအဲ့ချိန်မှာထပ်ပြီးဘာလုပ်ပြီးလို့ရမလဲပေါ့2021နောက်ပိုင်းမှာကျတော့ဘာလုပ်လို့ရမလဲအလုပ်တွေကလည်းအချိန်တော့ကို run လို့တိတ်ပြီးတော့မရသေးဘူးဒီကိုယ့်ရဲ့ business ကအဲ့ချိန်ကျတော့အဲ့ချိန်မှာဟုတ်ပြီငါကိုယ်တိုင်ပေါ့နော်အသက်အရွယ်လည်းတဖြည်းဖြည်းရလာပြီဆိုတော့ငါသွားနေတဲ့လမ်းစာအမှန်ရဲ့လားငါဖြစ်ချင်တာဒီလုပ်ငန်းရောဟုတ်ရဲ့လားငါဘဝရဲ့ life purpose ကဘာလဲပေါ့ဒါပေမဲ့အဲ့ချိန်မှာဟေစီကဘယ်လိုလဲဆိုတော့ကိုယ်ဟိုပါပေါ့ကိုတကယ်တော့ရှိရချက်ကငါငယ်တော့ဗာဖြစ်ချင်တယ်တို့ဘာလို့ပေါ့နော်ငါငယ်တော့ပကြီးဆွဲရဝါသနာလားပကြီးဖြစ်ချင်တာလားပေါ့ပကြီးပိုင်းဆိုင်ရာနော်အနုပညာပိုင်းလားပေါ့ဒါပေမဲ့ the answer ကကြော်လုံးဝလေ exactly မဖြစ်သေးဘူးအဲ့ချိန်မှာနောက်ကျမှအဲ့လိုမျိုးပေါ့တရားတွေကြီးစရာထိုင်ပြတ်တယ်ထိုင်ပြတ်တဲ့အချိန်ကျတော့အမှတရက်ကျမှ okay ငါငယ်တော့နေရတကယ်တော့နွယ်လေးငါမင်းကလေးများဖြစ်ချင်တာလားမသိဘူးဆိုရဲအတွေးဝင်လာတဲ့အချိန်မှာကြော် this is the answer ဆိုတော့တိလိုက်တဲ့အချိန်မှာကိုယ့်ကိုလက်မခံနိုင်ဘူးဘာကြောင့်လဲဆိုခုနကကိုပြောသလိုပေါ့နော်ယောက်ျားလေးအနေနဲ့နေတော့လည်းကိုအတက်နိုင်ဆုံးယောက်ျားလေးဖြစ်အောင်တော့စူးစမ်းပြီးတော့ပြည်ပြင်အောင်တော့အတက်နိုင်ဆုံးတော့နေရဆိုတော့ကိုလက်မခံနိုင်တော့ boyfriend ကိုပြောရင်းနဲ့ပေါ့နော်အဲ့ချိန်တော့ဟိုပါပေါ့ငါတာဖြစ်ချင်တာလားမသိဘူးဆိုတဲ့အချိန်မှာပေါ့အတန်တွေကတုံပြီးလူကငိုချင်တယ်လို့ဖြစ်နေအောင်ဆိုတော့ကြောင်းလိုက်မိမှာကြောက်တာကိုလက်မခံနိုင်ဘူးအမှတလားလောက်ကို accept ဖြစ်နိုင်မှာဟိုအတွက်ကိုစူးစမ်းရပေါ့နော်အဲ့ချိန်မှာနောက်ဆုံး okay ပေါ့ whatever ပေါ့ဘာပဲဖြစ်ငါရဲ့ appearance ကငါနဲ့ like ဖတ်သည်ဖြစ်စေမ like ဖတ်သည်ဖြစ်စေငါနေချင်တာဒီ life ဖြစ်တဲ့အတွက်ငါ life purpose ကငါဆိုတော့ကိုယ်လူတယောက်ကသူ့နေချင်တဲ့ဘဝမှာသူ့နေထိုင်ခွင့်ရှိမှလူတယောက်ရဲ့ဘဝပျော်ရွှင်မှုဆိုတာအပြည့်အဝရှာတာလူတယောက်ကဟိုပေါ့အောင်မြင်ကြော်ကြားမျိုးငွေကြေးချမ်းသာမျိုးစသဖြင့်ဘယ်နေရာမှာဘယ်လောက်ပဲအောင်မြင်ဒါပေမဲ့အဲ့ဟာကသူလုပ်ချင်တဲ့အရာတခုမဟုတ်ဘူးဆိုလို့ရှိရင်သူပြောမှာမဟုတ်ဘူးဆိုတာကွာသိနေရော psychology ဘိုင်းရောက်ပါဆိုတော့ကွာအရင်တော့ကွာဒီ answer ကိုလေငါဒါမျိုးလုပ်ချင်တာမဟုတ်ပါဘူးလို့ထင်တာလေဒါပေမဲ့တကယ်ကျတော့ဟိုတိသွားတဲ့အချိန်ကြောင့်ကွယ်မလုံးမိဘူးဆိုရင်ကိုယ့်ကို guilty ဖြစ်မယ်ပြီးတော့နောက်ဟိုတကယ်လို့အသက်အရွယ်တစ်ခုရောက်တော့မှမလုံးလိုက်ရလေခြင်းဆိုနောင်နာများရှာမလားဆိုတော့ကွာနောင်နာမရခြင်းပြအစားလဲကစွန့်စားတက်တဲ့ထဲလဲပါတယ်ပြန် share တက်တဲ့ထဲပါတဲ့အချိန်ကျတော့ okay ဆိုပြီးတော့ကိုယ့်ကိုစပြီးတော့ပြောင်းလဲဖို့အတွက်ပေါ့ဒါပေမဲ့အဲ့ချိန်တော့ solution လဲတော့ပေါ့ငါပြောင်းလဲလို့ရှင်လိုက်ဖက်ပါမလားပေါ့ငါ body က master toning ဖြစ်တယ်ပေါ့နော်ဆိုတော့ခုနောက်ပိုင်းတော့ hormone ဆေးတွေတောက်တဲ့အချိန်မှာနည်းနည်းလေးတော့ဟို body mass reduce တော့ဖြစ်သွားပြီးမယ်လဲရှိတယ်ဆိုတော့ weight ကိုတော့ထိန်းရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့ကိုယ်အဲ့လိုဆိုတော့အခုအဲ့လိုမျိုးတွန်းအားဖြစ်လာပြီးကိုယ်တိုင်လုံးဝပြောင်းလိုက်တဲ့အခါမျိုးကြလို့ရှိရင်ဒီပတ်ဝန်းကျင်ကသူတို့ရဲ့ acceptance ကဘယ်လိုဖြစ်မယ်ဆိုတော့ဟာမျိုးအကျိုးတင်ပြင်ဆင်ထားတာရှိတယ်ကျိုးတင်ပြင်ဆင်ထားတယ်အမှနှစ်ခုပေါ့နော်အေးစီကကြောဖေငါဒီလိုမျိုးပြောင်းလဲပြီးတော့နေမယ်ဆိုလို့ရှိရင်ငါ boyfriend လက်မခံခဲ့ဘူးဆိုလို့ရှိရင် okay ငါတို့ break up လုပ်မှာပေါ့အဲ့လောက်ထိကိုကိုပဲရွေးချယ်လိုက်တာပေါ့နော်ဆိုတော့လူဆိုလည်းကိုယ်ရဲ့အမှန်တိုင်းပြောလို့ရှိရင်ကိုယ်ချက်ဆုံးတော့ဖြစ်ရမယ် selfish ဖြစ်ရမှာမျိုးမဟုတ်ဘူး self love ဖြစ်ရမယ်ပေါ့နော်ဆိုတော့အဆင်ပြေရဲ့ကိုယ့်ရဲ့ relationship life ကလည်းဆက်ပြီးတော့အဆင်ပြေရဲ့အခုချိန်ထိလည်းကိုသိတဲ့အတိုင်းပဲအဆင်ပြေရဲ့ပေါ့နော်ဆိုတော့ပတ်ဝန်းကျင်မှာကကြတော့ဟိုတခုတော့ရှိရပေါ့နော်ကိုတောင်မှဆွေမျိုးတွေမောင်နှမသားချင်းတွေကြားလို့ရှင်တားမလားတငယ်ချင်းတွေကပြောမလားဟိုမလုပ်ပါနဲ့လို့ပြောမလားဘာလားပေါ့နော်အဲ့လိုတော့ထင်မိမဲ့လေတကယ်လက်တွေ့မှာကိုပြောင်းလဲတဲ့အချိန်ကျတော့သူတို့ကအဲ့လိုညင်းပယ်တာမျိုးကိုဟို
ဒါကိုတားဆီးရမျိုးဝေဖန်ခဲ့ရမျိုးလုံးဝမလုပ်ဘူးဒါပေမဲ့အဲ့ဒါကြောင့်ဘာနဲ့သွားဆိုင်လဲဆိုကို personal branding ပေါ့ဒီလိုမျိုး change မလုပ်ခင် transition မလုပ်ခင် personal branding မှာကိုကဟိုအသုံးချတဲ့လူတရားဖြစ်မယ်လူတွေနဲ့ဘယ်လိုပြောမလဲမကောင်းတဲ့လူတရားဖြစ်မယ်ဆိုတော့လူပြောချင်စရာကဲ့ရဲ့ချင်စရာဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဒီ corporate life မှာရောကို business ဒီ fee မှာရောပြီးတော့ကိုယ့်ရဲ့မိသားစုအတွင်းမှာရောကိုကကျတော့ branding ကောင်းကောင်းနဲ့နေခဲ့တဲ့သူတရားသူဆိုရင်ဘယ်လိုစိတ်သက်မျိုးရှိရဲဆိုရဲဟာမျိုးဟိုသိခဲ့တဲ့သူဆိုတော့ကိုကဒီလိုမျိုးပြောင်းလဲမယ်ဆိုတော့တို့ကကိုယ့်ရဲ့အဆုံးဖြတ်ချက်ကိုဘာအခန်းစမလုပ်ဘူးဆိုတော့ကိုထင်တာနဲ့တော်တော်လေးကိုလွဲသွားတယ်ပြီးတော့ပတ်ဝန်းကျင်မှာလည်းအဲ့လိုမျိုးပေါ့ကိုက transformation ဆိုတာကိုသိရချိန်ကြလို့ရှိရင်ဟိုလူရဘယ်လို reaction ဖြစ်နိုင်လဲလို့ဟိုတွေးမိမယ်လဲဟိုအရှင်ခေတ်တော့ထင်တယ်လို့ပေါ့နော်ဟာဒီလိုမျိုးပြောင်းလဲပြီးနေထိုင်နေတဲ့သူတွေဒီလိုလူမျိုးတွေဆိုရင်ဟဲ့မရှက်ကိုမပြောင်းခင်တော့ဆိုဟာမရှက်ဘူးလားမသိဘူးရှက်စရာကြီးလားမသိဘူးပေါ့လူတွေဟိုသူတို့ဆိုရင်ကဲ့ရဲ့ခံရမှာပဲဆိုတကယ်တော့အဲ့လောက်ထိလဲ discriminate မလုပ်ကြဘူးဒါကတော့ကိုယ့်ရဲ့နေပုံထိုင်ပုံဝတ်ပုံစားပုံကိုယ့်ရဲ့ဒီအကုန်လုံးပေါ့ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ attitude နဲ့ကိုယ့်ရဲ့ဒီ action တွေပေါ်မူတည်ပြီးတော့လူတွေကဒါ accept ဖြစ်တယ်မဖြစ်ဘူးလို့တော့ဟိုခံစားမိရပေါ့နော်အဲ့ချိန်ကျတော့ okay ဒါဆိုလို့ရှိရင်နေရာထိုင်တာကိုစင်စင်ချင်းနဲ့ဟိုလူကြီးလူကောင်းဆန်ဆန်နဲ့ကိုကအလုပ်လဲလုပ်လုပ်ငန်းရှင်လဲလုပ်နေရဆိုတော့ okay ဟိုကိုတီးတက်လေးနဲ့ပို့ပြီးတော့ queue ရော site ဖြတ်တယ်ဝတ်ပုံစားပုံဆိုလို့ရှိရင်လဲပြောရအပွင့်လဲဆုံးပြောရင်ကွယ်မထော်ကြီးဖြစ်မနေရကိုနဲ့လိုက်ဖက်မဲ့ပုံစံမျိုးစူးစမ်းပြီးတော့ပြင်ဆင်ရတယ်အဲ့လိုမျိုးကိုနဲ့လိုက်ဖက်တဲ့ဟာမျိုးပဲဝေးရတယ်ဥပမာအစိုးရယုံနေသွားတယ် zero business တွေဘန်နေသွားရတယ်ဆိုလို့ရှိရင်လဲစက်တည်ရှိလေးနဲ့အဆင့်ရှိလေးဖြစ်နေဖို့ဆိုလို့တိတိငြိမ်လေးဖြစ်နေဖို့ဆိုမြန်မာဝတ်စုံလေးတွေပဲရွေးပြီးတော့ဝတ်တယ်ဆိုတော့အဲ့လိုအရန်သတိထားတယ်အားကြောင့်လဲအခုဆိုလို့ရှိရင်အပြင်မှာတွေ့လို့ရှိရင်ဟဲ့ဘာမှပြောင်းလဲရမကြသေးဘူးတာပြောငယ်ကလေးကပြောင်းလဲသလိုပဲဒါမှဘာကြောင့်လဲဆိုတော့ညီမတို့မင်းကလေးစစ်တွေထပ်တောင်မှပို့ပြီးမိန်းမသားဆန်နေရပေါ့နော်တကယ်တော့လဲဘယ်လိုလဲဆိုတော့ကိုယ်ဟိုတကယ်တော့ဒါလေကိုယ့်ဘာသာကိုစဉ်းစားလို့ရှိရင် this is me ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုကငယ်ကလေးကတကယ်တော့ဒါဖြစ်ချင်ခဲ့တာမင်းကလေးဖြစ်ချင်ခဲ့တာ transformation ဖြစ်ချင်တာမဟုတ်ဘူးမင်းကလေးဖြစ်ချင်ခဲ့ဆိုတော့ငါသာမင်းကလေးတယောက်ဖြစ်ခဲ့လို့ရှိရင်ဘယ်လိုမျိုးစိတ်မျိုးလေးဘယ်လိုမျိုးဟို personality မျိုးလေးရှိရမယ်ပေါ့နော်စိတ်ပိုင်းရောရုပ်ပိုင်းရောဆိုတော့လေဒါပေမဲ့တကယ်ပြောင်းလဲလိုက်တဲ့အချိန်မှာကိုယ့်ရဲ့လှုပ်ရှားပြောဆိုမှုအားလုံးကတကယ် natural ဆန်ဆန်ပဲဘာမှလုပ်ယူထားတာတော့မရှိဘူးအရင်တော့တောင်ပြင်ပန်းသေးရဲ့ယောက်ျားလေးလိုမျိုးအတန်တုံကြီးနဲ့ပြောနိုင်ဖို့ကိုယ့်ရဲ့ action ကစူကြားနေတာပေါ့နော်ပြောရလို့ရှိရင်အဲ့လိုမျိုးပေါ့အဆင်ပြေပါအဲ့တော့ KC ကအခုဒီကိုနေခြင်းတဲ့ live မျိုးလေးနေလို့ရသွားပြီဆိုတော့ကို main play လို့ခံစားရလားဒါမှမဟုတ်လို့ရှိရင်ကိုက trans woman တယောက်အနေနဲ့ခံစားရဆိုတော့အဲ့ဒါနှစ်ပိုင်းရှိတာပေါ့နော်ကိုဟိုဒါဟိုပေါ့ကိုခံစားတဲ့အပိုင်းကတကယ်အမျိုးသမီးအစ်စ်တယောက်လိုပဲခံစားရတယ်ဟိုဆိုငါ trans woman ဆိုတော့ပုံမှန်နေရဲ့ transformer နေပြောချင်တာမဟုတ်ဘူး transformer လို့စံစံနေတဲ့သူတွေရှိတယ်။ဘာလို့ဆိုတော့ဒါလည်းသူတို့အပြစ်မဟုတ်ဘူးသူတို့ရွေးချယ်မှုပေါ့နော်။ဘာကြောင့်လဲဆိုတော့ transformer တရားလို့နေထိုင်မယ်ပြည်မှုပြောဆိုမယ်ဆိုလွတ်လပ်တယ်။လွတ်လပ်တယ်ရဲရဲတင်းတင်းနေလို့ရတယ်လက်ရဲဆက်ရဲနေလို့ရတယ်ဒါလည်းတိတ်ပြီး main ကလေးအစ်စ်တရားဟောက်မနေရဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ကအဲ့လောက်ထိ main ကလေးအစ်စ်တရားရဲရဲတင်းတင်းနေတယ်လို့မျိုးတွေအရန်ကဲ့ရစရာမရှိဘူးတချို့ transformer တွေကဒါသူတို့လွတ်လပ်နေချင်တာပြောချင်တာမကောင်းဘူးလို့ပြောမှာဒါသူတို့ရွေးချယ်မှုပေါ့နော်။ဒါပေမဲ့ဒီစရာကြောက်ခဏပြောသလိုမျိုးပဲကိုကအမျိုးသမီးတယောက်လိုမျိုးပဲနေကြလားဟိုကိုကကြောက် transformer ဖြစ်ချင်တာမဟုတ်ဘူးကိုလို့ထိမ့်သိမ့်လေးနဲ့စီကန်းလေးနဲ့နေရလဲသဘောကျတယ်အဲ့လိုမျိုးနေရလဲသဘောကျရဲဆိုတော့ကိုက transformer တရားမဟုတ်ဘူးဆိုတော့တခါတည်းကိုအတွေးတွေကိုရဲ့လောက်ရက်တွေကိုအပြောဆိုရင်လည်းကိုယ့်ပုံစားပုံကဟိုအဲ့လိုမျိုးပေါ့ဟောရင်ဖြစ်မနေဖို့အတွက်တို့ဘာစသဖြင့်ဒါတွေကအစကိုက main ကလေးတယောက်လိုပဲကိုပြုမှုပြောဆိုနေထိုင်မယ်။ဘာကြောင့်လဲဆိုတော့ဒီ relationship coach ဘက်မှာဆိုလို့ရှိရင်လည်းရှိရဲ့ follower တွေအခုဆို follower 3သိန်းကျော်ရှိတယ်။ဒါပေမဲ့ဟို transwoman တွေကို follow လုပ်ထားမှာမဟုတ်ဘူး။အမျိုးသမီးပြိတ္တပုံများတယ်တကယ်အမျိုးသမီးအစ်စ်လေးရာသူတို့ရဲ့ဒီအမျိုးသမီးရဲ့ value ကို high value ဖြစ်လာဖို့အတွက်ကိုပြောဆိုတဲ့အပိုင်းလေးတွေဒါသူတို့သဘောကျတယ်သူတို့ရဲ့ relationship life ကိုယ့်ရဲ့ဒီ advice တွေနဲ့သူတို့ဟိုစာဖတ်တာဗီဒီယိုကနေသူတို့သိရလေသူတို့သဘောကျတယ်ဆိုအမျိုးသမီးပြိသက်တွေပုံများတယ်ဆိုတော့ကိုယ့်ရဲ့စိတ်နဲ့လည်းကြိုက်တယ်အမျိုးသမီးချင်းလို့ခံစားရတယ်အဲ့တော့သူတို့ကလည်းကိုယ့်ကိုအတူယူတဲ့အချိန်မှာကိုကမှားမနေချင်ဘူးပေါ့ဒါပေမဲ့ဒါကြောင့်ကိုယ့်ကိုတွေးရအပိုင်းပေါ့ဒါပေမဲ့ anyway ကိုဟိုအနေချင်းတော့ discrimination တချို့တော့
ဘယ်လိုပြောရမလဲအပွင့်လင်းဆုံးပဲပြောမယ်ကိုယ်လှလှပပအချို့အမျိုးသမီးလေးဆိုလို့ရှိရင်ကိုယ့်အတွေ့အကြုံမှာကိုယ်လည်းပြင်ပြင်ဆင်ဆင်တသက်ရရဖြစ်အောင်နေရဖြစ်တဲ့အတွက်တစ်ခါတည်းအရင်စစပိုင်းတော့တစ်ချိန်နဲ့ချိန်တော့ကြုံဘူးတယ်ဒါဆိုအော်နေက transformation မဲ့လေနေကအမျိုးသမီးစစ်မှာမဟုတ်တာငါတို့ကအမျိုးသမီးစစ်ငါတို့ကဟိုဘယ်လိုပြော natural ပေါ့နော်ဆိုတော့အဲ့လိုမျိုး action လေး body language လေး facial expression တွေကနေသိရတာလေးတွေလည်းရှိရဆိုတော့ဒါမဲ့ကိုယ်လူစွာတော့နော်ကိုပဲကြည့်ရမယ်လေနော်တခြားသော others person တွေကသူတို့ဘယ်လိုကို discriminate လုပ်တယ်လဲသူတို့ opinion ဘာလဲဆိုတော့မကြည့်ရဘူးပေါ့အဲ့တော့ဟိုတချို့ကအမျိုးသမီးလို့လက်ခံအမကိုကြည့်ရဘယ်လိုပဲပြောညီမတို့ကအမျိုးသမီးလို့ပဲဟိုမြင်မိရလို့ပြောရသူလည်းရှိရဒါပေမဲ့အချို့ကြောင့်လည်းမပြောပြမှလည်းဟိုကို transwoman တယောက်လို့ပဲတတ်မှတ်တဲ့သူတွေလည်းရှိမှာပေါ့နော်ပေါ့ဆိုတော့အခုဒီ coaching ဘိုင်းကိုတွားပဲပေါ့နော်ဆိုတော့ relationship coaching အနေနဲ့ဒီ coach အနေနဲ့ကိုကရက်တည်ပြီးတော့ professional အနေနဲ့အကြံပေးတာတွေလုပ်လာတဲ့အခါမှာပို့ပြီးတော့အားကိုးကြတယ်မျိုးသမီးတွေကပို့ပြီးအားကိုးကြတယ်ကိုယ့်ရဲ့ coach လုပ်တဲ့ page မှာလည်းKZ ကအများတန်းလို့ပြောတယ်ငါဒီ transformer မှာပေါ့နော်ဆိုတော့အဲ့ဒါမညာဘူးမလိမ်ဘူးတခြားပြောပြတယ်ပြောပြတဲ့တိုင်အောင်မှမျိုးသမီးဒီအားကိုးပြီးတော့မေးတာတွေတိုင်နေတဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့သူတို့ကအဲ့ဒါဆိုလို့ရှိရင်မျိုးသမီးကြောင့်မဟုတ်မှလည်းသိရတာတယ်ဘာလို့လာတိုင်နေတယ်လို့ KZ ယူဆတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာဘယ်လိုလဲဆိုတော့လေဟိုပေါ့သူတို့တိုင်ပင်ဆွေးနွေးရဲ့အချိန်မှာကလည်းကို transformation ဖြစ်နေလို့ကိုပြောရမှာမဟုတ်ဘူးဘာ useful ဖြစ်လဲဆိုတော့ကိုယောက်ျားလေးတယောက်ဖြစ်ခဲ့ဘူးရဲ့အတွေ့အကြုံပေါ့နော်အဲ့အတွေ့အကြုံကလည်းကိုမှရှိနေတယ်ဒါပေမဲ့ကိုမှတစ်ဖက် other sides မှာလည်းအမျိုးသမီးတယောက်ရဲ့ feminine energy ရောသူတို့ရဲ့ mindset ကိုသိနေရဆိုတော့ဒီလို AC ကအိမ်မှာရှိရမှာဝင်းခွဲတွေဘာရ main ကလေးပုံများတယ်ဟိုကိုနဲ့အသက်အရွယ်မတိမ်မရင်းညာကိုရီးယားမမတွေကဟိုပါပေါ့တငယ်ချင်းပေါင်းတာဖြစ်တဲ့အတွက် main ကလေးရဲ့အကြောင်းပို့ပြီးသိနေရပါတော့ဆိုတော့ကိုယ့်ရဲ့စိတ်ကလည်းအစာကလေးကဒီဘယ်လိုပြောမလဲmain ကလေးဘက်ကိုပို့လျှောက်တယ်ပဲပြောရမှာပေါ့နော်အပွင့်လင်းဆုံးပြော strict တယောက်အနေနဲ့ဆိုလို့ရှိရင်ယောက်ျားလေး strict တွေကဟိုကိုငယ်တော့ကိုကဂေးတယောက်လိုပဲပြောရမှာပေါ့နော်အဲ့ချိန်ကျတော့ဒီ strict တငယ်ချင်းတွေနဲ့အရန်မပေါင်းဖြစ်တော့ယောက်ျားလေးရဲ့အကြောင်းအများကြီးမသိဘူးအခုဆိုလို့ရှိရင်ကိုကသိကြတယ်ဆိုတော့ကို boyfriend ကိုမေးရတယ်ယောက်ျားလေးစိတ်ကဘယ်လိုလဲဒါမှမဟုတ်လဲတငယ်ချင်းအသိမိတ်ဆွေတွေရဲ့မှာကိုပုံမှန်လင်းစကားပြောလို့ရမယ်ယောက်ျားလေးပါလာတယ်ဟဲ့ယောက်ျားလေးကဒီနေရာမှာဘယ်လိုတွေးသလဲကိုဝမ်းစာဖြစ်ရတာပေါ့နော်အဲ့တော့တိုင်မင်လာဆွေးနွေးရဲ့ main ကလေးတွေထဲမှာဆိုလို့ရှိရင်အချို့ကအမက transformer ဖြစ်လို့ကိုညီမတို့လာပြီးတိုင်မင်ဆွေးနွေးရဆိုတာလည်းရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့ကယောက်ျားလေးစိတ်မိန်းကလေးစိတ်ဟုတ်တယ်အဲ့လိုမျိုးစိတ်နှစ်ခုဖြစ်နေတာသူတို့သဘောကျတယ်ပေါ့နော်ပြန်ဒါမဲ့သူတော့ဘယ်စိတ်ကဘယ်လိုပဲဖြစ်ပါတိုင်ပင်ဆွေးနွေးရဲ့အချိန်မှာအဓိကတော့ဟို relationship coach ဆိုတဲ့အချိန်မှာကွယ် relationship အကြောင်းပဲသိနေအောင်လည်းမရဘူးဆိုတော့ psychology လူတွေရဲ့ယောက်ျားလေးနဲ့အမျိုးသမီးနဲ့တချို့ဟို thinking ways တွေကကွာဟတာပဲ different ဖြစ်တာပဲရှိတာဒါပေမဲ့လူတွေရဲ့အခြေခံ base ကဒီ emotions တွေမှာပဲဟိုပုံစံတွေကဟိုကွာသွားကြတာ။လူရဲ့ trauma တွေလူရဲ့ဒီ past trauma တွေစသဖြင့်ပေါ့နော်။ဒီ psychology သဘောတရားအရာတော့လူရဲ့စိတ်ကဒီတိုင်းပဲသွားတာ။အဲ့မှာမှဥပမာကိုအပွင့်လင်းဆုံးပြောလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင် sexual desire များတယ်။ main ကလေးကြော sexual desire အရင်နဲ့အဲ့ဆိုလို့ရှိရင် hisi ကိုရိုင်းကယောက်ျားလေးဖြစ်ခဲ့ဘူးရဲ့အရင်တော့เนาะဒီယောက်ျားလေးဟော်မုန်းအမျိုးသမီးဟော်မုန်းတွေမမီဝဲခဲ့မှာအမျိုးသားဟော်မုန်းပဲရှိတဲ့အချိန်က sexual desire များတယ်ဒါပေမဲ့ဒါသဘာဝပဲဆိုတော့hisi ကအခုဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ sex reassignment လို့ခေါ်ရဲ sex change ပေါ့နော်ဟိုသူညီမလို့ဆိုလို့ရှိရင်တော့သူများရဖြတ်ပေါက်ချုပ်လို့ပြောတယ်ဒါ hisi ကတော့ကိုယ့်ကျမကြီးတော့လုပ်ဖို့အစီအစဉ်မရှိဘူးလုပ်လည်းမလုပ်ရသေးဘူးပေါ့နော်ဆိုတော့ဟိုဒါပေမဲ့ဟော်မုန်းပြောင်းလိုက်တဲ့အချိန်မှာစိတ်ကပို့ပြီး main ကလေးပို့ဆန်သွားတယ်ပို့ဆန်အဲ့အချိန်မှာဟော်မုန်းကတော်တော်လေးအလုံးလောက်တာလူတွေအတွက်ကိုယောက်ျားလေး main ကလေးဒါဆောင်กว่าပါလားပေါ့ sexual desire အရန်နေသွားတယ်ပြီးသွားလို့ရှိရင်ကိုယ့်ချစ်သူကြီးစားပေါ်မှာပဲ focus ပို့ဖြစ်သွားတာရဲဆိုတာကကိုယ့်အလုပ်တွေလည်းကိုယ်လုပ်ဆရာရှိအရင်လိုပဲအရင်ပုံစံအတိုင်းပဲဒါပေမဲ့ဟိုချစ်သူကြီးစားပေါ်မှာပို့ပြီးတော့တန်ရောင်းစင်ပို့တွေ့လာတယ်အဲ့လိုမျိုးလေးပေါ့နော်အချိန်မှာကိုကတော့ psychology ကိုသိနေအောင်ဒါကဒီလိုလားဆိုကိုမှတကယ်ကိုဟာပေါ့နော် personal self experience တခုရသွားတယ်ပေါ့နော်အဲ့ချိန်မှာ okay ယောက်ျားလေးနဲ့ main ကလေးနဲ့ဒါကြောင့်ဒီလိုကွာပါလားပေါ့အခုဒီဟာလေးကိုပြောပြရဟာဆိုအသေးစိတ် vlog လေးလုပ်ပြီးတော့လူတွေ sharing လုပ်ပေးအောင်မယ်ပေါ့ဘာကြောင့်လဲဆိုတော့ဟိုအမျိုးသားစိတ်တွေကလည်းအမျိုးသမီးတွေနားမလည်နိုင်ဘူးဆိုတာသူတို့မခံစားဘူးဟုတ်တယ်အမျိုးသမီးတွေကိုလည်းအမျိုးသားတွေကဟိုသူတို့အမျိုးသမီးမဖြစ်ဘူးတော့မခံစားဘူးဒါပေမဲ့
တကယ်တော့ဒီလူရဲ့တကယ်တော့ body shaping နေပါဆိုတော့လေဟော်မုန်းတွေရဲ့ effect တွေအများကြီးပါတယ်နော်အဲ့လိုမျိုးပဲစိတ်ပိုင်းဆိုင်ရာကလည်းတော်တော်ဟော်မုန်းဆိုတာတော်တော်လေးကိုအရေးကြီးပါလားပေါ့ဘာကြောင့်လဲဆိုတော့ဟိုအသက်အရွယ်ကြီးရဲ့အမျိုးသားမျိုးသမီး40နောက်ပိုင်း50နောက်ပိုင်းနေမှာဟော်မုန်းတွေ level တွေမညီတော့ဆိုရင်စိတ်ပိုင်းဆိုင်ရာမှာအပြောင်းလဲဖြစ်လာဆိုတကယ်ပါလားပေါ့အကိုလည်းအဲ့ချိန်ကျတော့ကို့အနေနဲ့ကတော့ဒီဟို psychology ဒီရောပြန် relationship ဆိုလို့ရှိရင်လည်းကိုယ်အတွေ့အကြုံညာလည်းရှိနေပြီပြီးသွားလို့ရှိရင်ဒီလိုမျိုး coaching ကိုဒီလို life coach တို့ relationship coach တို့ပြီးတော့ဒီလို motivation နဲ့ပတ်သက်တဲ့အပိုင်းလေးရေးတယ်ပြောရဲဆိုတော့ကိုယ်ဟို life experience တော့လိုရလေကိုအသက်20နဲ့30ဈာအရွယ်အတွေ့အကြုံနဲ့ဒီကျိုးဆိုခု40ဖြစ်သွားပြီဆိုတော့အတွေ့အကြုံမတူဘူးအသက်အရွယ်ပိုကြီးလာလေဒီလိုမျိုး coaching လုပ်ရတာပို့ပြီးတော့အဆင်ပြေလာလေပေါ့နော်ပြီးတော့နောက်တစ်ခုက coaching လုပ်ရတဲ့အချိန်မှာကိုကိုရိုင်းလေးဝမ်းစာတွေရောလူတွေရဲ့မတူတဲ့ situation တွေပြဿနာတွေ problem တွေ thinking way တွေဇယိုက်လက္ခဏာတွေအကုန်လုံးသိရတော့လေအတွေ့အကြုံတွေဆိုတော့သူတို့ experience ကကိုယ့်ရဲ့ self experience လို့ပါကိုတောင်မှပြန်သိယူမိတယ်ဆွေးနွေးပေမဲ့လေအဲ့လို သူတို့ရှင်းလေးပြန်ပြီးတော့ဟိုနာတွေလောက်ရတာပေါ့ဒီရတာပေါ့โอเคဆိုတော့အခုဒီ coach နဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့ဆက်မေးရမယ်ဆိုတော့ပုံမှန်ဖြစ်လူတွေကကို coaching နဲ့ဒီ coach နဲ့ဆက်သွယ်ဖို့လိုအပ်တယ်လို့မသိကြတာများတယ်ဟုတ်တယ်အဲ့တော့ဘယ်လိုလူတွေကတကယ်အခုလိုအချိန်မှာပေါ့နော် coach လုပ်ဖို့အတွက် coach နဲ့ဆက်သွယ်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့ဟာမျိုးဖြည့်စည်းအကြံပြုချက်ဟုတ်ဟိုပေါ့နော်လူတိုင်းမှာမနှက်အိယာနိုးပြီဆိုလို့ရှိရင်အာယုံ၅ပါးပေါ့နော်အာယုံ၅ပါးကနေအဲ့လိုကိုမြင်တာတွေ့တာကြားတာစသဖြင့်ကိုယ့်ရဲ့အထီးတွေစသဖြင့်အဲ့အရာတွေကနေလူတွေကဟို feeling တွေခံစားရတာလေဆိုတော့ emotions ပေါ့နော်သူတို့ emotions တွေခံစားရတယ်ဒါပေမဲ့ emotions တွေဖြစ်လာဖို့အတွက်ဆိုတာကလည်းကိုယ့်ရဲ့အတွေ့ရနေစားရပဲဘယ်ရမစိုးကိုရဲ့အခုဝိထားရဲ့အင်ကြီးထားပါတော့ဟိုဘယ်အရှာမစိုးပါလူတွေဖန်တီးထားတဲ့အရာဆိုတော့လည်းအတွေ့ရနေပဲစားရပဲအဲ့လိုမျိုးပဲဟိုဘာလဲဆိုတော့ emotion စိတ်ခံစားချက်ဆိုလို့ရှိရင်ကိုတွေးလိုက်တဲ့ပုံစံနေစိတ်ခံစားချက်ထွက်လာတယ်စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့မှကိုကဟိုမဒေါသထွက်တယ်ဆိုထိန်းပါလားဒေါသအလျောက်တစ်ခုလောက်လိုက်ပါလားပောက်ကွဲလိုက်ပါလားဆိုတော့ choice လုပ်ရမှာအဲ့ချိန်မှာကိုယ့်ရဲ့ action ဖြစ်သွားပြီ action လုပ်လိုက်တဲ့အချိန်မှာ result အနေနဲ့စိတ်ထိန်းလိုက်လို့ရှိရင်ပြဿနာကြည့်လဲသွားမယ်စိတ်မထိန်းမဲနဲ့ဟိုကိုယ်ကဝုန်းတိုင်းကျလိုက်တယ်ဆိုလို့ရှိရင်မလိုလားအပ်တဲ့ reset ပေါ့နောက်ဆုံးမှ reset ဆိုတာရလာ product တစ်ခုလိုပဲပေါ့တွေးလိုက်တယ်စဉ်းစားလိုက်တယ်ပြီးတော့လို့ရှိရင်နောက်ဆုံးမှ reset တစ်ခုနေနဲ့ product တစ်ခုထွက်လာတယ်အဲ့လိုမျိုးပဲလူတွေရဲ့ရလဒ်တွေ reset တွေကလည်းအဲ့လိုထွက်လာတာဆိုတော့လူတိုင်းမှာအနေနဲ့အများ trauma ဆိုတာရှိတယ်ကိုငယ်ကလေးကနေဒီအရွယ်ထိပေါ့နော်ဖြတ်တန်းလာတဲ့အထဲမှာဒီကိစ္စချင်းတူတမိသားစုရဲ့မှာကိစ္စရဲ့တူတာချင်းတောင်မှခံယူချက်မတူဘူးဆိုရင်ဒီမောင်တော်ကမှတယောက်ကကိုယ့်ရဲ့ဒီငယ်တော့ life မှာမကောင်းတာကြုံခဲ့ဆိုရင်သင်ခန်းစာယူပြီးတော့ကို landing လုပ်ပြီးတော့ကိုကောင်းအောင်တိဆောက်တယ်တချို့သောအရာဒီဟာ trauma တစ်ခုဖြစ်သွားပြီးတော့ဟိုသူတို့ life မှာဒါရငယ်ဘဝကမကောင်းတဲ့အရာ trauma တစ်ခုဖြစ်သွားတယ်ပေါ့ဆိုတော့လူတိုင်းမှာကမနဲ့မိုးလင်းနာနဲ့ညမိုးချုပ်တဲ့အချိန်ထိကိုအရာကြုံနေတာအဲ့မှာဒီလူတယောက်ရဲ့ဗီဇာဒေါသကြီးရဲ့သူလားဒါမှမဟုတ်ခံဖြစ်တဲ့သူလားစိတ်တည်နေတဲ့သူလားစသဖြင့်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ကြုံရတဲ့ life ကဟိုပေါ့ဟိုဘယ်လိုပြောမလဲဘဝအတွေ့အကြုံတွေမှာသုံးသက်ချက်တွေမူတည်ပြီးတော့စိတ်ခံစားချက်တွေထွက်လာတဲ့အချိန်မှာလူတွေမှာကဟိုလူတော်တော်များများကကိုယ်နေမကောင်းဖြစ်လို့ရှင်ဆရာဝန်နဲ့သွားပြရင်ဒါကဒီလိုပဲဒါနေမကောင်းဆရာဝန်နဲ့သွားပြရတယ်ပေါ့ဒါပေမဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ psychologist တယောက်နဲ့ဆရာဝန်တွေ psychologist ဒေါက်တာတွေနဲ့တော့လကဒါမှမဟုတ်လို့ရှင်လည်းဟိုစိတ်ပိုင်းဆိုင်ရာခုလိုကိုချင်းယူလိုက်လို့ရှင်တော့လကောင်ဒါဆိုလို့ရှင်ဟိုဘေးလူတွေအနေနဲ့ဆိုလို့ရှင်ဟာ तू က normal မဟုတ်ဘူးလားမသိဘူး။မာ psychologist နဲ့တွေ့ရလို့ရှင်စိတ်စေးတောက်ရတယ်ဆိုပါဆိုအဲ့လိုမျိုးပေါ့ကိုရဆိုတော့ဟိုလူတွေအတွက်ကmental health ကလည်းလိုအပ်တယ်လိုအပ်တာဖြစ်တဲ့အတွက်လူတိုင်းအတွက်တော့လိုအပ်တယ်အဲ့လိုမျိုးအချိန်မှာကိုဒီထွက်ပေါက်တစ်ခုခုကိုပြောဆိုဆွေးနွေးတိုင်ပင်ခြင်းနဲ့ဒါပေမဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေမိသားစုဝင်တွေကိုချစ်သူရေးစားလဲအိမ်တောင်ဘက်တွေဆိုလို့ရှိရင်ကိုပြောလို့အဆင်မပြေကို personal case တွေရှိမယ်ဆိုလို့ရှိရင်တော့ coach တွေကဒါသူတို့က privacy ထားပေးရဖြစ်တဲ့အတွက်ဒီစီဝါမဟုတ်ဘူးမဆိုပေါ့ဆိုတော့ကိုကအဲ့တော့ဖာမောက်ပြောပြပြီးတော့ကိုနီးလန်းပေါ့တခါတည်းကြာကိုဒီဟာလောက်တာကိုမှန်တယ်လို့ထင်တဲ့အရာရှိတယ်တယောက်တည်းတခါတည်းမှားတယ်လို့ထင်တဲ့အရာရှိတယ်ဒါပေမဲ့တချို့ကိုစဉ်းစားထားတဲ့ idea ရအစားတွင်းဆွေးနွေးတိုင်ပင်လိုက်တဲ့အချိန်မှာငါလောက်တာမှန်နေပါလားဆိုတာလေ coach နဲ့တိုင်ပင်လိုက်ခြင်းအဖြစ်သူသိသွားနိုင်တယ်တကယ်လို့မှားနေရဆိုလို့ရှိရင်တော့ငါအမှားငါမသိလိုက်ဘူးပဲဆိုပြီးစသဖြင့်ပေါ့ကိုဒီလိုအပ်နေရဖြစ်နေတဲ့ problem မှာကို fix လုပ်လိုက်နိုင်တာပေါ့
အဲ့လိုမျိုးပေါ့အဲ့ဆိုလိုအပ်တယ်အဲ့လိုမျိုးကိုယ်စိတ်မှာဘယ်လိုမျိုးချိန်မှာလိုအပ်လဲဆိုတော့ကိုယ်စိတ်မှာထွက်ပေါက်ပိတ်မိနေတဲ့အချိန်ရှင်ဖွင့်တိုင်မယ်မဟုတ်ပဲရှင်ဖွင့်ပြီးတော့ကြောပြလိုက်တာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းအကြံဉာဏ်မှာကိုတကယ်ကိုဟိုချောင်းပိတ်မိနေပြီဘာလို့လောက်မှမသိဘူးဆိုရဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့သူသက်ဆိုင်ရာကျွမ်းကျင်တဲ့ coach တွေနဲ့ဘယ်လိုတိုင်မယ်ဆွေးနွေးတင်တယ်ပေါ့နော်ဆိုတော့တစ်ဖက်ကပေါ့နော်ဒီ LGBT ရဲ့ live ကိုပြန်သွားမယ်ဆိုလို့ရှိရင်ဒီစီနေနေပေါ့နော်မြန်မာပြည်မှာကြတော့ဒီ LGBT နဲ့ပတ်သက်တဲ့ law တွေ rights တွေကထိရောက်မှုရှိရလို့ယူဆတာအပွင့်လင်းဆုံးပြောလို့ရှိရင်တော့ဒီလိုမျိုးနေရာ၄နှစ်လောက်ပဲရှိသေးတယ်ဆိုတော့သူ့ရဲ့ law တွေ rights တွေကဘယ်လိုရှိလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ time လောက်တော့ open မဖြစ်သေးရတော့သိကြရတယ်ပေါ့နော်ဆိုတော့ဒီကတော့အဲ့ law တွေ rights တွေကတော့ဟိုကိုရဲဘယ်လိုပြောအားလုံး equal ဖြစ်လို့ရှင်တော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့လေဥပမာဒါ his idea ပါ personal idea လေးကိုဒါပြပြတာပေါ့နော်ဆိုတော့လူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်သူ့မှာ feeling ရှိမယ် emotions ရှိမယ်သူ့အကြိုက်တွေရှိမယ်ဆိုတော့ဟိုဘယ်လိုပြောမလဲဒါတွေကအကိုရဲအပြောင်းလဲယူလို့မရအောင်သူ့တဘာဝကြဖြစ်လာတာပုံမှန်ပေါ့အရှင်ခေတ်တော့တဘာဝဆိုအော် okay LGBT ဆိုလို့ရှိရင်ယောက်ျားလေးပုံစံဖြစ်ရမယ် main ကလေးကိုကြာရမယ် main ကလေးက main ကလေးပုံစံပဲဖြစ်ရမယ်ယောက်ျားလေးကိုကြာရမယ်ဒါတဘာဝပဲဆိုတာတဘာဝဆိုတာကသူ့ဘာသူတဘာဝကြဟိုအပင်တပင်ဆိုလဲသူကြီးထွားလာတယ်ဒီအပင်ဆိုရင်ဒီပန်းပွင့်လေးပွင့်မှာပဲဒါသူ့တဘာဝနဲ့သူဖြစ်လာတာဘာမှလှုပ်ရှူလို့မရဘူးပေါ့နော်အဲ့လိုမျိုးပဲလူဆိုလို့ရှင်လဲကိုရဲ့လူရဲ့အကြိုက်တွေဇယိုက်လက္ခဏာစားတကယ်လှုပ်ရှူလို့မရအောင်ဥပမာအချို့အရာပြောရဟာအမျိုးသမီးအားလုံးနဲ့နေရဒီယောက်ျားလေးကြီးလာရင်တော့သူဂေးဖြစ်သွားမလားမိန်းမရှာဖြစ်သွားမလားဖြစ်ဘူးလေမဆိုင်ဘူးလေဆိုတော့ဘာမှကိုလှုပ်ရှူလို့မရအောင်ဆိုတော့ဒါကိုလူတိုင်းလက်ခံတဲ့နယ်ပေါ့နော်တကယ်တော့ဘယ်လိုလဲဆိုတော့ကိုရင်အင်အားကြီးရဲ့လူအများစုပေါ့လူအများစုကဟိုသူတို့ရဲ့အတ္တကြောင့်သူတို့ဟိုရှေ့ပုံဝေတနီကလေးကဒါ brainstorm လုပ်လာတဲ့အရာပေါ့နော်ယောက်ျားလေးဆိုတာဘယ်လိုဖြစ်ရမှာ main ကလေးဆိုတာဘယ်လိုအဲ့လိုသတ်မှတ်ချက်တွေရှိရယ်သူကသူယောက်ျားလေးဖြစ်ပြီးဘာပဲကြိုက်သူဘာပဲလုပ်သူ့အကြိုက်နဲ့သူနေနိုင်မှုအတွက်ကလူတစ်ယောက်အတွက်ကအရေးကြီးရယ်ဆိုတော့လေဟိုလူတိုင်းကဒန်းတူအခွင့်အရေးရှားတဲ့တယ်ခုနပြောသူတို့အားလုံးကတကယ်တော့အကိုရဲ့ဟိုဒီပေါ့တနိုင်ငံနဲ့တနိုင်ငံဆိုလဲဒီ LGBT ပေါ်မှာသတ်မှတ်ထားတဲ့ဘာညာအကုန်လုံးခုနကကိုပြောတဲ့ rights တွေအခွင့်အရေးဆိုတာမတူဘူးလေနော်တကယ်တော့ဒါဒီလူတွေကအဖွဲ့အစည်းတစ်ခုလူအုပ်စုတစ်ခုဟိုပေါ့အဲ့လိုမျိုးဒီလိုမျိုးအမျိုးသားအမျိုးသမီးစစ်တွေကပို့ပြီးများတယ်လေဆိုတော့သူတို့ရဲ့ဘယ်လိုပြောမလဲဩဇာလွှမ်းမိုးမှုနဲ့သူတို့ create လုပ်ထားတဲ့အရာပေါ့နော်တကယ်တော့ we are walking on the same earth လေ we are humans ကိုလူဖြစ်တဲ့အတွက်ကဘာမြေကြီးမှာကိုရဲ့ကြိုက်တဲ့နေရာမှာမွေးဖွားလာပြီးကြိုက်တဲ့နေရာမှာသူ့ဘာသူကြီးပြင်းလာမှာသူဖြစ်နေတဲ့အရာတစ်ခုကိုအဖြူအောင်ဖြစ်နေလို့အဖြူအောင်မှားတယ်ပန်းပွင့်လေးကအဝါရောင်ဖြစ်နေလို့နှင်းဝါနေရာမှားတယ်လို့ပြောလို့မရအောင်လေအဲ့သဘောပဲဆိုတော့မြန်မာပြည်ကဟာဆိုတာထက်ကိုမြန်မာပြည်မှာတော့ကိုယ်ရဲ့ခွဲခြားမှုတွေတော့ဟိုရှိနေသေးတာပေါ့နော်ဒါပေမဲ့လည်းဟိုဘာလို့ဒီညမှာတခါပြောစင်တာလဲဆိုရယ်ကိုယ်ခွဲခြားရမခွဲခြားဆိုတော့တစ်ဖက်လူရဲ့ကိစ္စကိုယ်ကိစ္စမဟုတ်ဘူးကိုယ်ကိစ္စကတော့ကိုဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲသိဖို့ပဲလိုတာကိုဖြစ်ချင်တာလုပ်ချင်တာဒီနိုင်ငံမှာအဆင်မပြေဘူးဆိုတော့တခြားနိုင်ငံမှာသာသွားနေဒါကတော့ his mindset ပေါ့နော်ကိုဖြစ်ချင်လုပ်ချင်တာကိုအခုချိန်မှာ his ကမိဘတွေမရှိအောင်မိဘတွေတားလဲ his ကလုံးပါပဲဘာကြောင့်လဲဆိုတော့ဒါကကို life လေသူတို့ life မဟုတ်ဘူးလေဒါသူတို့ပုံကန်ပြီးတော့စော်ကားမျိုးလည်းမဟုတ်ဘူးကိုနေချင်တဲ့ဘဝမှာဟိုကိုနေရဖို့အရေးကြီးရယ်ဒါမှကိုပြောပါလေလူဖြစ်ရတော့မှတန်ဖို့လိုတယ်အဲ့တော့ကိုလုံးချင်ရကိုလုံးမယ်မဟုတ်တာမလုပ်ဘူးကိုဟိုစုံမပဲ့ကိုင်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဓိကပဲဖြစ်သွားတော့ဆိုတော့နောက်ထပ်သိချင်တာကလေအခုဆို KC ကဒီ main ကလေးလိုပဲဝစ်စားနေထိုင်တာတယ်ပေါ့နော်မြန်မာပြည်မှာလည်းလက်ရှိထိတ်တန်းရောက်နေတဲ့လူတွေထဲမှာမင်းသမီးလိုပဲဝစ်စားနေထိုင်နေလုံးဝအတန်ကအစပေါ့နော်လုံးဝပြောင်းလဲထားတဲ့လူတွေအများကြီးပဲဆိုတော့သူတို့ပေါ်မြင်တဲ့အမြင်ရောဘယ်လိုရှိလဲ KC ကဟိုပေါ့နော်တကယ်တော့ဟိုအကိုမင်းရဲ့မိကွန်းကြောင့်သာဖြစ်ရတာပေါ့နော်တကယ်တော့လေခုနပြောသလိုပဲလူတိုင်းမှာကြိုက်တယ်လို့ဖြစ်တည်ခွင့်ရှိတယ်ဆိုတော့ကိုမြင်တဲ့အမြင်လေးကိုပဲပြောရလို့ရှိရင်တော့သူတို့လွတ်လပ်စွာနဲ့သူတို့ style နဲ့သူတို့ဒါလူတွေကကောင်းတယ်လို့ပဲပြောစိုးရဲလို့ပဲပြောဟိုသူတို့နေခြင်းတဲ့ life မှာသူတို့နေပြီးတော့ဟိုပျော်ရွှင်နေတဲ့ဒါဟို transformation နေလို့မြင်တယ်ပြီးတော့နာမည်ရှိလာတဲ့သူတွေဆိုလို့ရှိရင်လည်းအလကားတော့ကိုရဲ့ဟိုဘယ်လိုပြောမလဲအရေးချင်းမရှိပဲနဲ့ရောနာမည်ရှိလာမှာမဟုတ်ဘူးဟိုနာမည်ရှိလာရဲဆိုပဲဟာသူတို့စူးစမ်းလို့သူတို့လုပ်လို့ဆိုတော့ဟိုဘယ်လိုပဲပြောအဲ့လိုရက်တည်နိုင်တာအားလဲအားကြတယ်အဲ့လိုရက်တည်နိုင်တဲ့သူတွေပြီးတော့အတူလဲရှူနေရကောင်းတဲ့ချက်လက်တွေပေါ့နော်ဆိုတော့လူတိုင်းကတော့ကိုကြိုက်တဲ့ချက်လက်တွေရှိမယ်မကြိုက်တဲ့အချက်လက်
တွေရှိမယ်ဆိုတော့သူဆိုတော့ဘယ်လိုဖြစ်တဲ့နာဘာညာအဲ့လိုမျိုးရမပြောချင်ပါဘူးဒါပေမဲ့ဆိုအားလုံးကကိုလည်းအားနေချက်ဆိုတာရှိနိုင်တယ်သူတို့လည်းရှိမှာပဲလေဒါပေမဲ့တိုးတော့ကောင်းတဲ့ချက်လက်တွေယူရယ်ပြီးတော့တခုဘာဖြစ်ပြောချင်တာလဲဆိုတော့လေအဲ့လိုမျိုး good image နဲ့ကိုတိဆောက်ပြီးတော့ကိုယ့်ရဲ့ success ကိုဖန်တီးနိုင်တဲ့လူတွေရှိလာတာtrans ဒီ community အတွက်ဆိုရင်ကျေးဇူးတင်မှုကောင်းတယ်ပေါ့နော်။ဒါကြောင့်လဲဆိုတော့သူတို့ကအရှိတ်ကနေဒါလမ်းဖောက်တယ်လို့ပဲဆိုမလား။သူတို့ဒီ trans တွေကိုလက်ခံလာဖို့အတွက် trans ဆိုတာကမြန်မာကားရုပ်ရှင်ကားတွေအလိုမဟုတ်ဘဲနဲ့နော်လူတွေထင်တယ်လို့မျိုးအမျိုးသားအမြင်လို့စိတ်ငငန်းတက်ဖြစ်နေရမျိုးမဟုတ်ဘဲနဲ့သူ့စံတန်တဲ့သူနေနိုင်တဲ့သူတွေအရေးချင်းရှိတဲ့သူတွေမိသားစုနဲ့ environment ဒီပတ်ဝန်းကျင်ကို community ကို support လုပ်ပေးနိုင်တဲ့သူတွေရှိပါလားဆိုရဟာတွေချောင်းလဲတကယ်တော့အဲ့လိုမျိုးနာမည်ရှိတဲ့သူတွေကြောက်ကွယ်နာမည်ရှိလေသူတို့ action ကစိုးတဲ့ action ပဲဖြစ်ဖြစ်ကောင်းတဲ့ action ပဲဖြစ်ဖြစ်လူတွေသတိထားမိရလေဒါပေမဲ့လူတွေလည်းတပြေးပြေးနဲ့လက်ခံလာဆိုတော့သူတို့ရဲ့ဒီကောင်းတဲ့ action တွေကြောင့်ခုနောက်ပိုင်းကိုယ်ပြောင်းလဲတဲ့အချိန်မှာအရင်တော့လို့ခက်ခဲမရှိတော့တာဆိုတော့လေသူတို့ဘယ်လိုမြင်လဲဆိုတော့ကျေးဇူးတင်တယ်ပေါ့နော်ဆိုတော့ကျန်တဲ့လူတယောက်ရဲ့ personal behavior နဲ့ attitude ကတော့သူတို့ကိုယ်တိုင်နဲ့ပဲသက်ဆိုင်ပါပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီအခုကိုရီးထားပါတော့ဒီ KZ တို့ဆိုလို့ရှိရင် KZ တို့အရှိမဟိုသဘောကျခဲ့ရတဲ့ trans တွေအများကြီးရှိခဲ့အဲ့လိုပဲ KZ ရဲ့ပြောင်းလဲမှုကိုကြည့်ပြီးတော့သဘောကျမဲ့မင်းလေးအရန်ဖြစ်ချင်တဲ့လူတွေလည်းအများကြီးရှိပါတယ်သူတို့နဲ့သူတို့အတွက်ဆိုလို့ရှိရင် KZ ဘယ်လိုအားပေးစကားပြောချင်လဲသူတို့ရဲ့မိဘအတိုင်းဝိုင်းပေါ့နော်သူထားပါတော့ KZ ကတော့မိဘအတိုင်းဝိုင်းမရှိတော့တဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကိုလှုပ်ချင်တာလှုပ်ခွင့်ရသွားတယ်တချို့ကကျတော့မိသားစုအတိုင်းဝိုင်းဆွေမျိုးတွေရှိသေးတယ်သူတို့ကိုငဲ့ရတယ်ဆိုလို့ရှိရင်ဒီလူကြီးသူမတွေအတွက်ပေါ့ KZ အနေနဲ့ဘယ်လိုအကြံပြုချင်လဲပေါ့နော်အတိတ်ကဖက်ချက်ပေါ့ဟုတ်ဒီ trans တွေဘက်ကရော transmission တွေဘက်ကရောလူကြီးတွေဘက်ကရောပေါ့နော်ဆိုတော့အားဆိုလို့ရှိရင်အရင်ဆုံး transmission တွေသူတွေအရင်ဆုံးပြပြပေးစတယ်။ဘာကြောင့်လဲဆိုတော့လေအခုချိန်ဒီအမျိုးသားလိုပဲဝင့်နေရင်နဲ့ကိုစတင်ပြောင်းလဲကလေးကကိုအရင်ကလေးကဆရာအနေနဲ့တည်ထားတဲ့သူတွေထဲမှာဂေးတွေရှိရကိုရဲ့တပည့်တွေပေါ့နော်ပြန်တော့ပြင်ပကိုနဲ့ရှင်ကြီးခဲ့ယောက်ျားလေးကြီးရှိရဲနောက်ပိုင်းကိုဒီလိုပြောင်းလဲပြီးတော့ကိုယ့်ရဲ့စာရေးဗီဒီယိုတွေသိပြီးတော့မှလာမီးရဲ့သူရှင်မအောင်ရန်အားကြပဲလှုပ်ချန်လိုက်တာဆိုပြီးတော့ပေါ့နော်ရှိရဆိုတော့အချို့ဆိုလို့ရှိရင် transformer အနေနဲ့နေဘူးတယ်နေဘူးပြီးတော့မိဘပညာတတ်အတိုင်းဝိုင်းဖြစ်တယ်သူကိုယ်တိုင်လည်းပညာတတ်နေရဖြစ်တဲ့အတွက်တချို့ဆိုဆရာဝန်တွေရှိရဲအချို့ဆိုလို့ရှိနေရှိရဲဒါပေမဲ့သူတို့ရဲ့ဒီကုံပုတ်တွေချလို့ပြီးတော့သူတို့မိသားစုကလက်မခံလို့ပြန်ပြောင်းပြီးအဲ့လိုတိုးဆိုလို့ရှိရင်ပြန်ပြောင်းပြီးသူနေရပေါ့နော်ဒါပေမဲ့သိကြရလေသူနေကြတာအမျိုးသမီး life ဖြစ်တဲ့အတွက်သူပြန်သွားရဲဆိုတော့သူပြောမှာမဟုတ်ဘူးဟုတ်တယ်ဆိုတော့ပေါ့နော်နောက်အချို့သောဆိုလို့ရှိရင်ကျတော့ဒီလိုပြောင်းလဲပြီးနေပတ်စံနေကုန်ပါလားပြီးသွားလို့ရှိရင်ငါနဲ့လိုက်ဖက်ပါမလားအဆင်ပြေပါမလားပေါ့နော်ဆိုတော့တကယ်တော့ငါနဲ့လိုက်ဖက်ပါမလားအဆင်ပြေပါမလားဆိုတော့လူတော်တော်များများကိုယ်တိုင်လည်းစဉ်းစားခဲ့တာပဲငါအရင်တော့အရန်တုံးနှင်းဖြစ်ခဲ့တာလေးချိန်ကလည်းအရန်လောက်ခဲ့တာဘယ်လိုကြီးဖြစ်နေမလဲမာစကူလိုင်းရန်ဖြစ်နေမလားငါနဲ့ make up နဲ့ like ဖက်ပါမလားငါနဲ့အမျိုးသမီးဝယ်စားငါ body posture အရာအဆင်ပြေပါမလားစသဖြင့်ပေါ့နော်အများကြီးပေါ့ကိုယ် anxiety အများကြီးရှိတာပေါ့နော် worry state အများကြီးရှိရဲဆိုတော့တကယ်ဒါလေသူများကကိုယ်ဘယ်လိုမြင်မလဲဆိုတော့ thinking နေကြတကယ်တော့စိုးရိမ်နေတာကိုဝစ်ချင်တယ်ဆိုတာရိုးပြကိုဝစ်ချင်တယ်ဆိုကိုဝက်ကိုပြောင်းလဲပြီးနေထိုင်ချင်တယ်ဆိုကိုပြောင်းလဲပြီးနေထားမှာရိုးရှင်းပဲလေဒါပေမဲ့အဲ့လောက်ဒီ simple မဖြစ်ဘူးလေနော်ဆိုတော့လူတော်များများခုနလိုမျိုးပေါ့အစိုးရထိတ်လန့်စရာတွေနဲ့ဝင်းကျင်ပြောဆိုခဲ့မှာကိုကိုတိုင်းမှာတစ်လားနှစ်လားလောက်ကိုထိန်ပေါ့လမ်းကြောင်းပြီးတော့နေလုံးလို့ရတယ်ဆိုတော့ကိုအားပေးခဲ့တာပေါ့နော်ဆိုတော့တော်တော်များများတော့ကကိုအားပေးဖို့အတွက်ဆိုတာခက်ခဲရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလူမျိုးတွေဗာပြောချင်တာလဲဆိုတော့တချို့ကြောက်လဲမိဘရဲ့လောင်ရင်အောင်မှရှိနေသေးလို့ကိုပိုင်ငွေမရှာနိုင်သေးဘူးမိသားစုအတွင်းမှာကိုဘသူလဲကိုအရေးချင်းရှိရသူကိုဟာတော်တဲ့သူမိသားစုနဲ့ဒီပတ်ဝန်းကျင်အတွက်ကိုအကျိုးပြနိုင်တဲ့သူဆိုတာကိုတချို့ရငဲ့သေးရမပြနိုင်သေးရဲ့အချိန်ဆိုတော့သူတို့ကပြီးတော့သူတို့ငွေကြေးရစာအမိခုမကင်းသေးတဲ့အချိန်ကျတော့စကားနားထောင်လာပေါ့နော်ဆိုတော့မိဘရဲ့ကိစ္စခဏနဲ့ပြောမယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးပြောင်းလဲခြင်းတဲ့သူတွေအတွက်ဗာပြောချင်တာလဲတကယ်လို့ကိုကတခြားသောသူရဲ့လောင်ရအောင်မှရှိနေဆိုကိုပြီးတော့ကိုဘဝကိုရက်တည်နိုင်အောင်စူးစမ်းဖို့အရှမ်းလို့ပဲဘာလို့ကိုပတ်စံကိုရှာပြီးဒါကကိုကဘယ်လိုပြောမောက်မာတာမဟုတ်ဘူးကိုငွေကိုရှာနိုင်ပြီကိုတောင်ဝင်ကိုရှူနိုင်ရင်ကိုဖန်တီးကျင်တဲ့ဘဝကိုဖန်တီးပိုင်လို့ရှိတယ်မိဘဆိုတော့မွေးဖွာပေးထားကြည့်ရှုဆောင်ရှောက်ပေးထားတာပေါ့နော်ဒါပေမဲ့ကိုပြောဘူးလဲလို့ရလေသူတို့လဲသူတို့သွားမှာသူတို့ကြော်တာကြိုက်တာတွေသူတို့လောက်ခဲ့တာရှိတာပဲဆိုတော့အဓိကကိုကမပြတ်စည်းသွားဖို့
လူတော်များထင်တာ LGBT ဖြစ်တယ်ဆိုလို့ရှိရင်HIV လို့စသဖြင့်ဒါတွေပေါ့နော်ဒါတွေကလေလူတိုင်းဖြစ်နိုင်တယ်လေနော်ဒါ sexual life ကို hide body အရမ်းများတဲ့သူတွေကြမှာဖြစ်တဲ့သဘောလေကိုကထင်းထင်းသိမ့်နေမယ်ကိုတကယ်ကိုပြုပြင်ထိန်းချောင်းပြီးနေနိုင်တယ်ဆိုတာကိုမိသားစုပြနိုင်မယ်ဆိုရင်လက်ခံတဲ့အတိုင်းဝိုင်းမိဘရလက်ခံကောင်းလက်ခံမယ်လက်မခံတဲ့သူတွေကလက်ခံမှာမဟုတ်ဘူးဒါလည်းသူတို့အပြစ်တော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့လူတယောက်ရဲ့ဒီစိတ်တွေ belief ပေါ့နော် belief ဆိုတာ belief system မှာသူကဘာငယ်ကလေးကနေကြီးရဲ့အချိန်ထိသူမွေးဖွားကြီးပြင်းခဲ့တဲ့နိုင်ငံပတ်ဝန်းကျင် tradition culture စတဲ့အဲ့ဟာတွေပေါ်မူတည်ပြီးတော့မှ belief တရားဖြစ်လာတဲ့အချိန်မှာဒါကောင်းတယ်ဒါမကောင်းဘူးပေါ့အမရုပ်ချောရဲ့ရုပ်ဆိုးရဲ့ဆိုတာတောင်မှတကယ်ဒါတမတ်ချက်ဒါလုံးဝတမတ်ချက်တကယ်ပြည့်ညက်ချက်ပဲအဲ့လိုသဘောမျိုးဆိုတော့လူတွေကဟိုကိုယ့်ရဲ့ဒီ forefathers ပေါ့နော်ဒီဘိုးဘွားပြည်ပန်တွေလက်ထက်ကလေးကဒါတွေကကျင့်သုံးလာပြောဆိုလာတဲ့အရာတွေဆိုတော့ဒါတွေက brainwash အလောက်ခံထားသလိုဖြစ်တော့လေမိဘအတိုင်းဝိုင်းနဲ့လက်မခံနိုင်တာလေအပြစ်တော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့လူတိုင်းကပတ်ဝန်းကျင်နဲ့ဝင်ဆန့်ချင်တယ်ပတ်ဝန်းကျင်နဲ့ဝင်ဆက်မှုအတွက်ကိုပတ်ဝန်းကျင်အကြိုက်ဖြစ်နေဖို့လိုတာပတ်ဝန်းကျင်ကလည်းဒီရောက်တော့များမကြိုက်ကြအောင်ငါတို့မျိုးမှဒါမှမရှိငါတို့ကပညာတတ်မျိုးရိုးငါတို့ကဒီလိုအတိုင်းဝိုင်းငါတို့မှဒီလိုမျိုးမရှိဘူးစသဖြင့်ဒါမျိုးတွေပေါ့နော်ဆိုတော့သူတို့ကတကယ်တော့သူတို့ရဲ့ဒီပေါ့အတားစိတ်နဲ့သူတို့ကလူဝင်စန့်ကျင်တာလူတွင်ကျဲကျင်တယ်လူဝင်စန့်ကျင်တယ်ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာကြောင်တိုးမထားခံကျင်ဘူးအဲ့ဒီအချိန်မှာသူတို့နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းသူတို့သားသမီးညီကိုမမစသဖြင့်ဒါမျိုးကဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကိုထိကြိုက်မှာသူတို့စိုးရတကယ်တော့ကိုယ့်ကိုချစ်လို့လားဆိုတာလဲချစ်လို့လဲပါတာပေါ့နော်ဆိုတော့ကိုယ်ဘာအကျင့်ခံရမှာတကယ်တော့စိုးရဒါပေမဲ့ဒီအကျင့်ခံရတဲ့အကျင့်မခံရလို့ရမသိဘူးပတ်ဝန်းကျင်လို့ဖြစ်မှာပါငါတို့မျိုးမှာဒါမျိုးမရှိဘူးဘာညာဆိုတာကပတ်ဝန်းကျင်ရဲ့ဒီကြောင်တိုးခြင်းကိုခံရမှာကြောက်လို့ဖြစ်တဲ့အတွက်သူတို့ကလည်းအဲ့လိုပြောရဲဆိုတာကွာနားလဲထားဖို့လိုတယ်အဲ့လိုနားလဲထားလူတွေအပြစ်မတင်မီအောင်ကိုဒါတွေကိုကဲ့ရဲ့ဝေဖန်နေသူတွေလည်းကိုအပြစ်တင်ပြီးတော့မှမဟုတ်တော့โอเคလူတွေကကို့အတွေ့နဲ့ကိုပဲဒါတွေကတတ်မှတ်ချက်တွေကြောင့်ဒီလိုဖြစ်လာတာပါလားဆိုတဲ့အရာကိုနားလဲသွားလို့ရှိရင်တို့လည်းခွင့်လွှတ်နိုင်သွားတယ်ဒါပေမဲ့ကိုလည်းလက်ခံနိုင်သွားတယ်โอเคလေဒါတဘာဝပဲလေဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာဆိုရင်ဟာမျိုးပေါ့အားကြောင့်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဖြစ်အောင်လုပ်ဖို့အတွက်ကငွေလိုလားဆိုတော့ငွေရတော့လိုပါပေါ့အားကြောင့်ကိုကသူများရဲ့နှာခေါင်းပေါက်နဲ့အသက်ရှူနေရတဲ့အရွယ်အနေထားအချင်းအပိုင်းခြားတစ်ခုဖြစ်နေမယ်ဆိုလို့ရှိရင်လွတ်လပ်စွာပြောင်းလဲဖို့အတွက်နည်းနည်းခက်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့ကိုနိုင်တယ်ဆိုရင်တော့ကို confidence ရှိပြောင်းလဲလို့ရတယ်အဓိကတော့ကိုရဲ့အမျိုးသားတယောက်ကနေအမျိုးသမီးဖြစ်ဖို့ဆိုတာတော့အပွင့်လင်းဆုံးပြောလို့ရှိရင်တော့အမျိုးသမီးတယောက်ကအလားပါထိမ့်သိမ့်ဖို့ကြည့်ကောင်းလာဖို့အတွက်သူတောင်းလဲမှုတွေလုပ်ချင်တယ်ဆိုအများကြီးစူးစမ်းရတယ်ဆိုတော့ပြင်တာတော့အရှမ်းပင်ပန်းတယ်ဒါပေမဲ့လေ trans women တွေကပုံမှန် LGBT ရဲမှာဆိုမှ gay တို့ lesbian တို့ထက်ပိုရဲရင်လည်းပဲပြောရမှာလားဘာပြောချင်တာလဲဆိုတော့တကယ်လို့ gay တယောက်ဖြစ်ပြီးတော့ပြောင်းလဲချင်တယ်မပြောင်းလဲတဲ့သူအများမပြောင်းလဲရှဲတဲ့သူအများကြီးပဲရှိတယ်ဟုတ်တယ်ပြောင်းလဲရဲတယ်ဆိုရဲသူနဲ့နေ့တိုင်း every day is a fighting day ပဲ trans တွေအတွက်က trans man တွေ trans woman တွေအတွက်ကဘာကြောင့်လဲဆိုတော့ဒီမှာ trans woman တွေဆိုလို့ရှိရင်လှပပလေးနေမယ် main ကလေးလိုပဲထင်ရတယ်ဆိုရင်ပိန်နာပါညာဝင်လို့နည်းနည်းအဆင်ပြေမယ် trans man တွေဆိုလို့ရှိရင် main ကလေးနာရဝင်လို့မလွယ်ဘူးတော်မလွယ်ယောက်ျားလေးပြယောက်ျားလေးပုံစံညနေပေါက်ကဖြစ်နေရဆိုရင်အဲ့လိုမျိုးတွေပေါ့ကွယ်အဲ့လိုတေးလေးရာစား basic ကစားနေတိုင်းမနဲ့မိုးလင်းကနေညအိယာဝင်တဲ့အချိန်ထိကိုမောင်းတင်ထားရဲဆိုတာပြန်ဆွာဖို့တော့မဟုတ်ဘူးဒါပေမဲ့ကိုခုနပြောလို့အနေထိုင်ပိုင်းနေရောပြီးတော့အဲ့လိုမျိုးလူတွေကဲလာလို့ရှိရင်ငါဘယ်လိုစိတ်နဲ့ကိုနေမလဲဆိုရဲစိတ်မျိုးတွေအားဆိုတော့လေ trans တွေကတော်တော်ရဲရင်ရတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာမှာအရန် strong ဖြစ်တယ်လို့ပြောလို့ရတယ်ကိုဘာကြောင့်လဲဆိုတော့လေပြောခံပြီးတော့ကိုနေရလေဆိုတော့အဲ့လိုမျိုးပေါ့ကိုဆိုတော့ဒါရဲ့ trans အပိုင်းပေါ့နော်ဆိုတော့မိဘတွေအပိုင်းပေါ့မိဘတွေအပိုင်းကတော့အဲ့ဒါကြောဘယ်လိုလဲကိုခုနပြောသလိုပေါ့နော်တဘာဝတရားရဖြစ်လာတဲ့အရာ acceptလောက်တယ်နော်။ဘာကြောင့်လဲဆိုတော့ accept လုပ်လို့ရှိရင်ကိုလည်းokay ကိုတာမန်သားသမီးယောက်ျားလေး main ကလေးစိတ်အပြေအဝရှိရဲ့အမျိုးသမီးစစ်ယောက်ျားလေးစစ်သားသမီးကိုပြုစုပြောထောင်တယ်လို့မျိုး trans တွေကိုလည်းလမ်းကြောင်းမှန်မှန်နဲ့ပြုစုပြောထောင်ပေးနိုင်မယ်ဆိုလမ်းမမအောင်ဟုတ်တယ်ပြီးတော့နောက်စိတ်ပိုင်းဆိုင်ရာမှာtrauma ရဲ့အရန်နေသွားမယ်။ဟိုမှာပတ်ဝန်းကျင်ကဘယ်လောက်ပဲပြောမိဘအားပေးအားမြောက်နဲ့အားပေးအားမြောက်ဆိုတာကဒါမကောင်းတဲ့အရာမှမဟုတ်တာ။သူ့လမ်းကြောင်းပေးပြီး okay support လုပ်ပေးမယ်ပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပေးမယ်စုံမပေးမယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ဘယ်လောက်ပြော
ဒီ trans တယောက်ကအားရှိနေမှာပဲ ဟုတ်တယ် သူကိုသူ secure ဖြစ်နေမယ်လုံခြုံနေမယ်ဒါပေမဲ့ပတ်ဝန်းကျင်ကမပြောရဲဟိုပတ်ဝန်းကျင်ကပြောဆိုရဲ့အချိန်မှာလည်းခံရတယ်မိဘကလည်းခွင့်မပြုဘူးဆိုလို့ရှိရင်တော့ insecure ဖြစ်မှာပေါ့နော်သူစိတ်သူဘာသူလည်းလုံခြုံလည်းလောက်ခံစားမှာမဟုတ်ဘူးစိတ်သက်ဟိုမခိုင်မာတဲ့သူဆိုလို့ရှိရင်ကိုတက်သေးချင်တဲ့စိတ်မျိုးဖြစ်တာတို့ depression ဝင်တာတို့ mental health မှာအများကြီးဖြစ်လာမှာပေါ့ဆိုတော့မိသားစုရလက်ခံပေးတဲ့တယ်။ဘာကြောင့်လဲဆိုတော့ခုနပြောသလိုလေသူတို့အမျိုးသားအမျိုးသမီးဖြစ်နေအောင်ဒါအခုချိန်မှာလူများစုက LGBT တွေထားပါတော့နင်တို့ယောက်ျားလေးကယောက်ျားလေးချင်းချင်းပဲကြာရမှာ main ကလေးက main ကလေးချင်းချင်းပဲကြာရမယ်လို့ပြောရခဲ့သူတို့အခုချိန်မှာလက်ခံနိုင်မှာလက်မခံနိုင်ဘူးသဘောတရား exactly the same ပေါ့နော်ကိုတူတူပဲဆိုတော့လက်ခံပေးတဲ့တာပေါ့ လက်ခံပေးနေတာ ဟုတ်တယ် okay အဲ့ဆိုချစ်တယ်ဆိုရင်ကောင်းတဲ့ဘက်ကနေလုပ်ပေးနိုင် ဆိုလို့ရှိရင်လုပ်ပေးနိုင်အောင် လုပ်ပေးနိုင် ရမှန်ပါတယ်ဆိုတော့အခုဒီဟိုဘန်ကောက်ကိုရောက်လာတယ်ပေါ့နော်ရောက်လာပြီဆိုတော့ကိုယ်တိုင်ကလည်း boyfriend ရှိနေတဲ့အခါကျတော့အဲ့မှာကျတော့လေဒီ same sex marriage ကိုလက်ခံတယ်ပေါ့ဆိုတော့အဲ့ဒါမျိုးဆိုလို့ရှိရင်KC ကိုယ်တိုင်ကကျတော့ဒီလိုမျိုးမှလာပြီးတော့တရားဝင်မင်္ဂလာဆောင်မှုတွေပါဒီစဉ်းစားမှုတာမျိုးရှိတယ် မင်္ဂလာဆောင်လာဆိုလေတကယ်ပဲစာချုပ်စာတမ်းနဲ့ bond လောက်ထားမျိုးမကြိုက်ဘူးဟိုဆောင်လို့ရမရှာရဘာလို့ပူကြိုက်ပဲဆိုတော့ wedding wedding လေးလုပ်ချင်တယ် wedding လုပ်ချင်တယ်ဆိုတော့လေလက်မှတ်ထိုးရတယ်မင်းထိုးရတာတွေတကယ်တော့လေကိုဒီရဲ့ country မှာ same sex ကို marriage ကိုလက်ခံတာလက်မခံတာအဓိကမဟုတ်ဘူးတကယ်တော့ကိုကမျိုးသမီးတယောက်ကဟိုမှာကိုချစ်တဲ့သူနဲ့အလို wedding လေးလုပ်ချင်တယ်လို့ပေါ့ကွယ် beach wedding လေးတော့၎င်းတကယ်ကို gardening wedding လေးတော့၎င်းစသဖြင့်အဲ့လိုလုပ်ချင်ရော idea လောက်ပါပဲပြီးတော့အဲ့လိုမျိုးဟို same sex marriage ရလို့တရားဝင်လက်ထပ်လိုက်တယ်ဆိုလဲဟိုတကယ်တော့လေဒါတော့ personal ဟိုပါပေါ့ opinion လို့ပြောချင်တာပေါ့နော်ကို့အမြင်ကတော့အဲ့လိုမျိုးလူတစ်ယောက်နဲ့တစ်ယောက်ကဘယ်ချိန်မှာဖြစ်မလဲ break up ဖြစ်မယ်ဆိုမပြောနိုင်ဘူးလေเนาะဆိုတော့ချစ်သူကြီးစားလိုမျိုးဝန်းနေပြီးတော့နေရပို့ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့စာချုပ်စာအနေနဲ့ဆိုလို့ရှိရင်ဇလန်းနေပို့ရှုပ်တယ်။အဲ့ဒါတော့မကြိုက်ဘူး။အမျိုးသမီးစစ်ဖြစ်လို့ရှိရင်တော့လည်းဘယ်လိုပဲပြောလေခုနပြောလို့ပတ်ဝန်းကျင်ကိုကခင်မဆိုင်ဘူးကိုလှုပ်ချင်တာကိုလှုပ်ဆိုရင်မဲ့လဲဟိုပတ်ဝန်းကျင်ဆိုတာကလည်းကိုတချို့ကိစ္စတွေမှာ respect ပေးရမယ်လေ။ကိုနေရဲ့ country ကိုလူမျိုးကိုနိုင်ငံမှာမူတည်ပြီးတော့လဲကို respect ထားရမယ်။ထိမ့်သိမ်းဆောင်ရှောက်ရမှာဖြစ်တဲ့အတွက်အမျိုးသမီးစစ်တယောက်ဖြစ်တယ်ဆိုရင်တော့ကိုချစ်သူကြီးစားနဲ့အိမ်အောင်ပြုတ်ပြီးလက်မှတ်ထိုးပြီးတော့အိမ်အောင်ပြုတ်မှာပေါ့။ဒါပေမဲ့အခု trans တယောက်ဖြစ်တဲ့အတွက်တော့လက်မှတ်ထိုးရရင်မထိုးရရအရေးမကြည့်ဘူးပြီးတော့နောက်အခုကို trans ဖြစ်တော့လဲဘယ်လိုပဲပြောလေကိုလက်မှတ်မထိုးဘဲနေလဲဘယ်သူမှဘာမှပြောမှာမဟုတ်ဘူးဆိုတော့အားကြောင့်လဲကိုလည်းတိတ်ခါကြစရာအပိုင်းနဲ့မရှိဘူးဆိုတော့အဲ့ဒါဟိုမကြိုက်ဘူးပေါ့နော်အဲ့လို bond နဲ့ကြောနည်းနည်းဆိုတော့ bond မရှိဘဲနဲ့စာချုပ်မရှိဘဲနဲ့နေရာတူတူရှိနေတာပုံများစစ်မှန်သွားတာလို့ ဘောင်းရှိတယ်ဘောင်းကပုံစံပြီးပါတယ် ကြိုက်တယ်ဆိုတော့ဒီလာပွဲတော့လုံးချင်တယ် လုံးချင်တယ်အဲ့လမ်းဖိတ်ဦးနော်ဖိတ်တော့ကျေးဇူးအများကြီးတင်ပါတယ် KG ဒီနေ့အချိန်လေးပေးထားတာပေါ့နော်ပြီးတော့အခုလို private ကာလလေးမှာ KG နဲ့စကားပြောခွင့်ရတာရဲ့နောက်အထူးသဖြင့်ဒီကိုယ့်ရဲ့ဒီ podcast ပရိသတ်တွေကိုဒီ LGBT live တွေနောက်ဒီ private နဲ့ပတ်သက်တဲ့ကာလလေးမှာချပြခွင့်ရတာပေါ့ကျေးဇူးအများကြီးတင်ပြပါတယ်ဟုတ်ဘာပြောဒီ Pride Month မှာပေါ့နော်အေးစီကိုလည်း invite လုပ်ပေးရကိုတကယ်ကျေးဇူးတင်ပါတယ်လို့ပြီးတော့နောက်အခုလိုမျိုးပေါ့အေးစီကဘာလဲဆိုတော့လေဟိုကိုယ့်ရဲ့ knowledge တွေကိုယ့် experience personal experience တွေကို sharing လုပ်ပေးချင်တာဆရာကြီးလုပ်ချင်တာလည်းမဟုတ်ဘူးဆရာတယောက်လည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ဟို personal platform နေရာနေမဟုတ်ဘဲနဲ့ဒါကိုယ့်ရဲ့ invitation ကြောင့်ပေါ့နော်အခုပါဝင်အခုညာအဖြစ်ပေးရတော့အားလုံးအတွက်ကိုပေါ့နော် sharing လုပ်ပေးရအရန်ဝမ်းသာပါတယ်လို့ အေးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ podcast လေးကိုစောင့်ကြည့်နားဆင်နေကြတဲ့သူအားလုံးအတွက်လည်းဒီနေ့အစီအစဉ်လေးကနေပြီးဒီခုစဉ်းစားစရာရမယ်လို့ထင်ပါတယ်အပေါင်းပြီး KG လည်းကျေးဇူးတင်တယ်အားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ KG အားလုံးဆက်ပါဟုတ်ဆက်ပါတယ်အားလုံးတက်တာဟုတ်အားလုံးအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ပါတယ်